င်္ဂလာပါရှင်ဒီမိုးဆိုအနောက်ဖက်ခြမ်းမှာရှိတဲ့ဝင်းရတနာစီဆိုင်မီးလောင်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရနီပြည်နယ်ဒီမိုးဆိုအနောက်ဖက်ခြမ်းမှာရှိတဲ့ဝင်းရတနာစီဆိုင်မတ်လ28ရက်နေ့8နာရီကျော်မှာမီးလောင်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်အဲ့ဒီစီဆိုင်အတွင်းမှာမတ်လ28ရက်နေ့မနက်ကဆိုင်ကယ်စီဖြစ်နေခြင်းမီးစာလောင်ခဲ့တာဖြစ်ပြီးတော့နိုင်ရီဝက်ကျော်ကြာမီးငင်းတက်ခဲ့ရတယ်လို့မီးငင်းပေးခဲ့တဲ့ဒေတာခန်တူကပြောပါတယ်အဲ့ဒီမီးလောင်မှုကြောင့်ငွေသားကျပ်သိန်း30ဒီဇယ်ပီပါအလုံး80ကျော်နဲ့ဖုန်းပါဝါဘတ်များအပါအဝင်အဆောက်အုံအချို့ပျက်စီးဆုံးရှုံးခဲ့ပြီးတော့တန်ဖိုးငွေကျပ်သိန်း1000ဝန်းကျင်ရှိတယ်လို့စီဆိုင်ပိုင်ရှင်ကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့ကလည်းဒီမိုးဆိုအနောက်ဖက်ခြမ်းမှာရှိတဲ့အညာတရာစီဆိုင်မီးလောင်ခဲ့လို့စီဆိုင်အပါအဝင်အဆောက်အုံ3လုံးတန်ဖိုးငွေကျပ်သိန်း2000နီးပါးဆုံးရှုံးခဲ့ရပါတယ်ရှင်